တချို့ကတရလွန်ပြောသေးသူခန္ဓာကိုယ်လေးငါမျက်စိတွေကမထွက်ဘူးတဲ့လူတစ်ကောင်လုံးမျက်စိတွေကမထွက်ဒီမျက်စိဟောက်တော့ထွက်သေးပါပေါ့စိတ်ကထင်းနေသူခန္ဓာကိုယ်လေးငါမျက်စိတွေကမထွက်တရားရောဒီလိုဆိုရင်ဟုတ်သူ့မျက်နှာလေးမြင်နေတရားရောဒီလိုဆိုရင်ဟုတ်တကယ်မြင်တာမဟုတ်ဘူးတကယ်မထွက်တာမဟုတ်စိတ်ကထင်းနေအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာရန်ကုန်မြို့တာမွေမြို့နယ်နတ်ချောင်းရပ်ကွက်ဒေဝကုဏရီကျောင်းတိုက်မှာရာသက်ပံကထိန်ဖြစ်မြောက်ရေးနဲ့ထုံလဘယဟန်ကအဖွဲ့ပါဖြစ်မြောက်ရေးနဲ့ကြီးမှုဥဆောင်၍ဘုန်းကြီးတို့ရပ်ကွက်တူနေမိတ်ဆွေတင်ဟာအားလုံးအရင်နေ့ကကြီးညာခဲ့သည့်အတိုင်းမို့သေရနာရှင်များနဲ့ဝေယဝိသကုသိုလ်ရှင်များနဲ့ယောက်ျားမိန်းမကလေးလူကြီးစုပေါင်းပြီးကျင်းပတဲ့တရားပွဲကြီးဒီစုပေါင်းကျင်းပတဲ့တရားပွဲကြီးမှာဒီကနေ့၃ညမြောက်နောက်ဆုံးနှုတ်ဆက်တဲ့ညဆိုကြပါစို့မနေ့ဖြင့်ကဘုန်းကြီးတာကေတမှာတညရှိပါတယ်ဒီတရားပွဲများနဲ့ပတ်သက်ပြီးတော့လည်းပဲဘုန်းကြီးတို့ရန်ကုန်မြို့ကတရားပွဲပင့်လို့လျင်ဘုန်းကြီးထံသို့လာပင့်เสียမလိုတော့ပါ1339ခုနှစ်ကတော့တကူလကိုအထိကုန်သွားပြီဖြစ်၍နောင်တရားပွဲပင့်လို့သောပုဂ္ဂိုလ်များသည်1340ခုနှစ်မှာရန်ကုန်မြို့ဘုန်းကြီးတို့တရားပွဲလက်ခံရဌာနဘုန်းကြီးဒီဒုံလဘမင်းနဲ့ပတ်သက်ပြီးတော့လှူလို၍တော်၎င်းတရားပွဲလက်ခံရဌာနစူပါစတာကက်ဆက်အတန်သွင်းပြီးတရားကွေများရောင်းနဲ့ဆိုင်အမှတ်ငါကြည့်မြင်တိုင်းကန္နာစည်းမှာတရားပွဲများလည်းပြင့်နိုင်ပါတယ်ဘုန်းကြီးတို့ကြံနေကံထီအောင်လာပြင့်ရမယ်ဆိုရင်ဘုန်းကြီးကလည်းကြောင်းကတ်တဲ့ဘုန်းကြီးမဟုတ်လို့မတွေ့ပါရန်ကုန်မြို့တရားပွဲတွေပြင့်လို့တဲ့ပုဂ္ဂိုလ်များရန်ကုန်နယ်တဝိုက်မှာဘုန်းကြီးဒီဘက်ကိုအကုန်လုံးလပန်းချပြီးတော့ပေးထားပါတယ်မိုးရာသီလည်းလွတ်အောင်အဲကြောင့်အဲ့လိုပြင့်ကြပါလို့ဘုန်းကြီးအထူးသဖြင့်တရားဝဲပြင့်လို့တဲ့ပုဂ္ဂိုလ်များလွယ်လွယ်ကူကူဖြစ်အောင်ကြီးညာပေးရပါတယ်ဒါကြောင့်ယခုဒီကနေ့ဟောမဲ့နောက်ပိုင်းဇတ်လန်းကတော့ဘုန်းကြီးလှလေခက်လေဆိုတဲ့တရားကိုဟောတော့မှာဖြစ်ဒီလာကြီးနောက်ပိုင်းဘာဇတ်လန်းဟောမှာတော့လှလေခက်လေလောကကြီးလှနေသမျှအတော်ဒုက္ခရောက်ကြလှနေလို့ချမ်းသာသလားမချမ်းသာဘူးအင်မတန်လှတဲ့ပပဝရီကိုအကြောင်းပြုပြီးတော့ခုနှစ်ပြည်တော်မင်းများဒုက္ခများသွားကြဘုံသေးဩမာရာဝီဩမာရန်ဒီအင်မတန်လှတဲ့အမျိုးသမီးကြောင့်တိဝိဘယင်ကြီးယူသွတ်သွတ်ဖြစ်သွားတာဒီဒါတွေကိုလည်းတရားနာပြိတ္တသိကြပြီးသားဖြစ်ပါတယ်ဒီကနေ့အလှကိုမက်သည့်ဘယင်တဆူရဲ့ကြံစီမှုပယောဂအောင်ပါအင်မတန်လှရှာတဲ့မိမသားတူရဲ့ကာမပိုင်ရှင်လင်သားပေအောင်တတ်တော်လဲအသက်ပြောက်မပြောက်ဘူးဘုန်းကြီးတို့ဒီကနေ့ထုတ်ဖော်ပြီးတော့ဟောကြားမယ်လှလေခက်လေဆိုတဲ့ဇာလံဖြစ်ပါတယ်တာဝတိပြည်ရှင်ဘယင်ကောသလသည်တိုက်ပြည်အုပ်ချုပ်မင်းလုပ်ပြီးတော့လာခဲ့အဲ့ဒီတာဝတိမြို့တွင်မှာလင်သားလုပ်သူကမောင်မောင်ပါမယားလုပ်သူကမေလှလှလို့ဒီလိုခေါ်ပါတယ်မေလှလှဆိုတဲ့အတိုင်းအမတန်လှပါကာမပိုင်ရှင်လင်သားမှလွဲ၍တပါးသောယောက်ျားများရဲ့အပ
ပေါ်မှာလည်းလော်လီဖောက်ပြန်ခြင်းမရှိခဲ့ဘူးလော်လီဖောက်ပြန်ခြင်းမရှိခဲ့တဲ့မဲလှလှသည်လင်းကိုချစ်ခင်ပြုစုလှုပ်ကြွေးပြီးတော့နေရာမှာကံကြမ္မာဖန်လာကြတော့တိုင်းပြည်အုပ်ချုပ်သောသာဝတိပြည်ရှင်ဘယင်မင်းမြတ်သည်တိုင်းငန်းလှဲ့လေတော်မူမယ်ဆင်ပြူတော်ကြီးစီးလို့တိုင်းပြည်မောင်းခြင်းနဲ့ခတ်လို့လဲနေလေးအောင်မြင်းဆောင်မကြဘယင်ရွှေမြတ်နှတော်ကြီးအဖူးမြော်ကြော့ကြစေပန်းမွေရများကျဲဖြန့်၍ဘယင်အပူဇော်ကြစေမိမိတို့အိမ်ပြင်းမောင်များမှနေ၍ဘယင်မင်းတရားကြီးထွက်ကြွလာသောအခါပန်းများဖြင့်ဖြန့်ကျဲ၍ပူဇော်နိုင်ကြစေကြည်ညာလိုက်ဒီကနေ့မောင်မသည်ဆင်းရဲသားဆိုတော့မသွားမဖြစ်တဲ့ကိစ္စကြောင့်နမရေလှလို့နာမည်လေးအဖျားဆုပ်ခေါ်ပြီးမှာပေါ့ခင်ဗျားတို့ခေတ်ကချစ်ရင်နာမည်အဖျားဆုပ်ခေါ်လှလို့တောင်မခေါ်ဘူးလှညတို့ခေါ်ပုံလေးရှောက်ပြောမိကိုမဆုံးပြီးမှာပေါ့ကြားဘူးတဲ့အတိုင်းလို့သာမှတ်ကြမောင်ကြီးခရီးသွားကနီးမှာခဲ့ပါရစေကွယ်နှမရဲ့ဟိုကဒူးလေးတော့ပြီးတပည့်လေးပခုံးတင်ပြီးတော့လက်အုပ်ချီပြီးတော့လင်ပြောတဲ့စကားနားထောင်မှတ်ကြနော်လိမ္မာတဲ့မိန်းမများလင်ကိုလေဒူးတုတ်တဲ့လက်အုပ်ချီတဲ့ရှစ်ခိုးတဲ့လိမ္မာတဲ့မိန်းမမောင်ကြီးမှားခဲ့ခြင်းတာတခြားမဟုတ်ပါဘူးခရီးသွားကနီးအထူးသဖြင့်မှားကျင်တာကတိုင်းပြည်အုပ်ချုပ်သောဘယင်ကောသလသည်ဆင်ပြူတော်စီလို့တိုင်းကလှိပြီးတော့အပူဇော်ခံမရင်ခမရဲ့အဲ့ဒီလိုအပူဇော်ခံထွက်တဲ့အချိန်ခါမှာမင်းရုပ်ရည်လေးကအမတန်လှဘယ်ရည်ထွက်ကြွပြီးတော့လာတဲ့အချိန်ခါမှာမင်းမျက်နှာကိုဘယင်မမြင်ပါစေနဲ့ကွယ်ဘယင်ထွက်ကြွတယ်ဆိုတဲ့အချိန်အိုအောတောင်းရင်ဖြစ်ကြတဲ့အချိန်မှာအိမ်ထဲကမထွက်နဲ့မျက်နှာကိုလည်းအမြင်မခံနဲ့ဘယင်လို့ဆိုတဲ့လူမျိုးဟာမိမသားတယောက်လှပါမြင်လို့ကောက်တော်မူခြင်းပြီဆိုရင်ဖြင့်သာမိကလာအသာမိကလာမေးယုံတာမေးတာပါနှမရဲ့တကယ်တော့ကောက်ချင်လာရင်ဖြင့်သူမယားလိုချင်သူ့လင်လှမ်းနဲ့ထိုးဆိုတဲ့စကားအတိုင်းလင်းကိုပေးအောင်တတ်ပြီးတော့သူနှစ်သက်တဲ့မိမသားကိုချီးမြှူကနေအောင်မှာမိပရခေါင်အဖြစ်မြောက်တတ်တာဟာဓမ္မရာပါနှမရဲ့ထွက်မကြည့်ပါနဲ့မှာခဲ့ရောဘုကလည်းစိတ်ချပါမောင်ရဲ့လို့တော့တာဝန်ကလေးခံလိုက်ဘယင်အပေါ်အာယုံတက်လို့တော့မဟုတ်ဘူးပေါ့ကြည့်တာကတော့ကြည့်မှာပဲဘယင်ဆိုမြင်နဲ့လေထူဆန်းတာကိုဘယင်မပြောပါနဲ့အာမမဟုတ်တဲ့ဘုန်းကြီးကတုံးကြီးနဲ့ကိုကြုတ်ကြည့်ကျင်တဲ့လူတွေတော့ပေါ့မမြင်ဘူးလို့ဒါကြောင့်ထူးရင်ကြည့်ကျင်တဲ့ဆန်းရင်ကြည့်ကျင်တဲ့လင်းကိုတော့ဒူးတုပ်ပြီးလက်အုပ်ချီရှစ်ခိုးလိုက်သားပဲတိတ်သားလင်းကိုရှစ်ခိုးလွတ်တယ်လိမ္မာတယ်မိမဒကမတွေလည်းရှစ်ခိုးကြပါတနေ့တော့မေးကျင်တဲ့ခီးသွားတဲ့လင်းသားရှစ်ခိုးလွတ်တဲ့မိမဒီထဲပဲ2ယောက်လောက်ပါတကားတွေသွားကနီးများရှ िख ိုးခံရပါသူတို့ရှ िख ိုးတာကလက်နဲ့ရှ िख မခိုးပါးစပ်နဲ့ရှ िख ိုးပြုတ်ကြဘူးတဲ့သွားကနေသွားတာမဟုတ်ဘူးတဲ့သွားကနေဝိပတ်နေတာကျွတ်တို့တကားတွေလည်းသွားကနေဟိုးဝင်ဒီထွက်နေတူးတယ်ဟုတ်တယ်အတော့ကွာချားနေတယ်ဟောမကြည့်လေတရားနာပြီးတော့ရှ िख ိုးလွတ်လင်းနာခရီးသွားပြန်တော့လေပန်းတပြေးနဲ့ညောင်ရဲလောင်းပြီးတော့စုမုံကောင်းတွေတောင်းရှာသည်ခလုံးမထီစုမနီမြန်မြန်ပြန်ရောက်ပါစေတော့မိမကောင်ထုံးတန်ကို
ခုခေတ်မိန်းမတွေလည်းဆူတောင်းပါတယ်သူတို့တောင်းပုံကြီးကတစ်မျိုးအတော်ကျင်နာပုံပေါ့သေချင်းလို့ပြန်မလာပြီးရောဘာသဘောနဲ့တောင်းတယ်တော့ကျုပ်မသိဒါစီနောက်ပိုင်းပါလာတဲ့စကလုံးလေးကသူ့ပြန်လာကလေးတွေရိုက်လွန်းလို့ကလေးတွေပဲလွှဲချလိုက်ကြည့်ပန်းတွေနဲ့ညောင်ရည်လောင်းစုမုံကောင်းတောင်းလင်းလို့သူခရီးသွားပြီးတော့နေကရှင်မင်းကြီးကလည်းထွက်ကြွလာပြီအုပ်ပေါ်တောင်းတင်တရားလာပြီးသားဘယင်ထွက်ကြွတယ်ဆိုတော့တရင်မောက်တွေဖွင့်လို့အိမ်တိုင်းတိုက်တိုင်းပေါ်တရားနာပြိတ္တာခေါင်းလေးတွေပြူပြီးတော့ကြည့်ကြမဲလှကလည်းလင်းမှားတဲ့စကားမေ့သွားပြီစကားလေးဖွင့်ဟဲနေပါပဲလားလူတွေကြည်တာသူ့ထက်ကတိုးခွေပြီးတော့ကြည်လိုက်ကြတာဘယင်းရွှေမျက်နှာတော်ကြီးဖူးခြင်းညာလွန်လို့နန်းတွင်ဝင်ပြီးတော့ဖူးခြင်းလို့သွားပေမဲ့လို့အဆောင်အကျက်တင်းနဲ့ဘယင်းအပကပ်ပြီးတော့ရွှေမျက်နှာတော်ဖူးရဖို့အတော်ခဲရုံပါလားဖူးမယ်တဲ့ဖလားတဲ့ပန်းနေထည့်ပြီးတော့သူကပန်းနဲ့ကျဲကောင်းလာဘယင်းကြီးဆင်ပြူတော်စီးပြီးထွက်ကြွအလားအများတကာသောမိန်းမတွေကဲ့သို့မျက်နှာလေးအပြင်မဲ့ထွက်ပြီးတော့ဖလားတွေကပန်းကလေးတွေကျဲဖြန့်လိုက်ကောတလဘယင်ကလည်းမျက်စိစူးကျိန်းတာမဟုတ်ဘူးလှတဲ့မိလှသူသွားမြင်လိုက်ဟာအမလေးလှလိုက်တာပါလားငါတိုက်ပြီးအုပ်ထုတ်တဲ့ဘယင်ဖြစ်တော်လဲများစွာသောမိဖုရားတွေနဲ့နေခဲ့မောင်မတွေများစွာနဲ့နေခဲ့မောင်မဆိုတာတော့သိလောက်ပါရှင်မင်းကြီးသူတို့ထံရောက်အောင်တက်လှဲ့အတော်ဆောင်ရတဲ့မိန်းမမျိုးပေါ့မောင်မမိတ်တန်ချွေရန်ဆိုတာလေဒါလောက်ပြောသိပါတယ်ကြည့်ဟိုမှာငါဒီလိုမောင်မမိတ်တန်ချွေရန်လေးနဲ့နေခဲ့ရပါလေဓလုံးလှတဲ့မိမလှငါမမြင်ဘူးပါလားဟေးလှလိုက်လေချင်းကွယ်မိမလှကြီးရဲ့ဘယင်တုံလှုပ်သွားဒီကလှတဲ့မိမမြင်တော့ဘယင်မတုံလှုပ်ဘူးလားဟုတ်တယ်လားဆိုတော့ဘယင်ကလှုပ်ပါဦးရေကြီးဘယင်သားကြီးဘယင်မတုံလှုပ်ဘူးလားနလန်တော့ထခင်ဗျားတို့သာမြော့သွားကျုပ်ကလူမမာသွားကြရိယဟုတ်တယ်လူမမာနေမကောင်းတော့ဘယ်နဲ့နေသေးတုံးနဲ့မင်းယောဂကျုပ်တော့ဒီတောင်ကကြော်မထင်ပါဘူးအာမရတရားထွက်သွားဘေးလူကစီးမိတယ်ဘယ်နဲ့တော့ဟဲ့လူမမာဒီတော့ဟိုကပြန်ပြောတယ်ငါလူရေးတဲ့လူမမာတော့အတန်ကလေးနဲ့ရှိတော့တာသိမကြဘူးကျုပ်ကလည်းခမည်းတော်အတန်ပြော့သွားလူမမာသရိယမကြဘူးဒီထင်နေပေးကကြီးကြာပါမလားဟောဗျာကြာမှာပါလို့ပါဒုက္ခပဲမလေးကျသိမ့်ထားရကြီးပေးကကြီးကြာမှလားမကြာဘူးလားအကြာမှာပါလို့ပါဘယ်နဲ့မဟုတ်တာကြီးဖြေကြနော်လူမမာသရိယလုံးလို့ကြည့်တရားနာပိသဟိုမှာလှရမိမလှကိုမြင်းတော့ဘယင်ကြီးတုံလှုပ်ပြီးမင်းမြဘုရားငါရှေ့ဆက်ပြီးတော့တိုင်းကမ်းမလှဲ့လေလို့ရွှေလန်းတော်ကြီးပြန်ရစို့မှန်လားပါဗျာတိုင်းသူကြီးကလူများတို့သည်ဘုံအာနာရှိသောဘယင်ရွှေမျက်နှာတော်ကြီးအဖူးမြော်ကြော့ခြင်းကြလို့စောင့်နေကြပါဗျာစောင့်ရင်စောင့်မစေငါရှေ့ဆက်မသွားခြင်းဘူးဘာဖြစ်လို့လဲဗျာမင်းရလားဟိုမှာပရင်းမောက်ကလေးဖွင့်ပြီးတော့ပန်းကျဲနေတဲ့ကလေးမှာပြင်းပါဗျာအင်မတန်လှတော့ဗျာအေးအဲ့ဒါငါမြင်ပြီးတော့လေတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ဖြစ်ပေမဲ့လို့ရွှေနန်းတော်မှာရှိနေတဲ့မိမယားနဲ့မောင်းမမိတ်တန်တွေကိုငါသူ့လောက်လှတယ်မထင်တော့ဘူးတော့မေးကြည့်
ဇာတာမိကလားအတာမိကလားအမေခိုင်းတော့ဟိုကတာမိကပါတဲ့လင်းရှိမရလို့ပြောလိုက်မှန်လားပါဗျာလင်းရှိမရပါတယ်ဗျာရှုံးပြီကောကလာမင်းရှုံးရင်ကြီးရှုံးလေစွာလင်းရှိမရဆိုတာနဲ့ရှုံးနားထောင်ရှင်းပရင်တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ဖြစ်ပြီးတော့ဒီမိမ့်မလှကိုငါမရပဲနဲ့တာမန်ယောက်ျားတယောက်ကမိမ့်မလှကြီးကိုရတာမင်းအတွက်ဒီဘဝရှုံးချက်ကြီးလေစွာတော်ပြီမင်းလားမရှိဘူးပြမယ်ရွှေနန်းတော်ပြန်ရောက်ပွဲတော်လည်းမတည့်ဘူးဆက်တော်လည်းမခေါ်ဘူးနောက်ဘယင်ဘမှာကားပြီးအမြဲတမ်းနေတဲ့မင်းကိုးစားယုံကြည်တတ်တဲ့အမတ်တယောက်ရှိမှန်လားပါဗျာကိုတော်ကြီးဘယ်လိုဖြစ်တာတော့ဗျာပွဲတော်တည်တော်မူပါဗျာပွဲတော်မတည်လို့ဘူးငါးဘိုက်ကြီးကပွဲတော်မတည်ဘဲနဲ့အလိုလိုပြည့်နေတယ်လူငယ်တွေမှတ်ဟဲ့ဒီယောဂမျိုးကမစားဘဲနဲ့ဘိုက်ပြည့်တဲ့ယောဂအတော်ဆိုးတယ်အချို့ထမင်းစားနဲ့တော့အမေကပြောတယ်သမီးတဲ့ဘာပြုတာတော့နဲ့သမီးဘိုက်ထဲဘယ်လိုဖြစ်မှန်းမသိလို့တဲ့ဘာမှမဟုတ်အဲ့ဒီယောဂဝင်ဒီတိုင်းသမီးကိုအမေကအိတ်နေတာမှတ်လို့တဲ့အိတ်တော့အိတ်တာပဲတဲ့မျက်လုံးမိတ်ပြီးဒါကြီးကမျက်စိတရားကိုအထွက်လို့တဲ့ဘာကြီးတုံးဆိုတော့အဲ့ဒါကြီးပဲမိဘထုတ်ပြောလို့လည်းမကောင်းတော့အဲ့ဒါကြီးနဲ့အဆုံးသတ်ရဆိုတယ်နော်ကြည့်ဟဲ့အခုဟိုမှာမျက်စိမိတ်ပြီးတော့စက်တော့ခေါ်တော့လည်းမပြောဘူးမောင်မင်းမှန်လားပါဗျာဘယ်နဲ့ကြောင့်လုံးဗျာဘယ်နဲ့ကြောင့်နေပါလေပြောမနေနဲ့ရှက်တဲ့ကွယ်တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ဖြစ်ပြီးငါအသက်သေးရင်သေးပါစေတော့ပြောလို့မဖြစ်ပါဘူးကွယ်မဟုတ်ပါဗျာဘုရားကျွန်တော်မျိုးကြီးအားမိန်တော်မူပါဗျာအေးဒီလိုဆိုရင်ကွယ်အာဟုသမှုများဖြစ်လေမလားတော့မသိဘူးဘယ်သူမှမပြောရတဲ့စကားမင်းကပြောမယ်ငါပဲတိုင်းကလှိသောခါမှာလေသာတကားကဖွင့်ပြီးတော့ပန်းကျဲသောအမျိုးသမီးတယောက်ကိုမြင်ခဲ့လို့တာမိကလာအသမီကလာမေသောခါတာမိကလင်းရှိမရဖြစ်နေလို့ရှုံးပြီငါဘဝရှုံးရင်ကြီးရှုံးလေစွာလင်းရှိတဲ့မယားကိုပြစ်မှားပြီးတော့မိမယားတင်ထားရမယ်ဆိုရင်လည်းတိုင်းပြည်ကြက်ရက်ွယ်ဖြစ်တဲ့ကွယ်မိဖုရားများစွာနဲ့မောင်မမိတ်တန်းနေနဲ့တလောက်ကြီးပြောပါလို့အမယကာမဂိုင်ရှင်မိမသားကိုစောခင်မိမသားကိုစောကားတယ်လို့တိုင်းပြည်အပြစ်တင်တော့မယ်ဒါကြောင့်သူမျက်နှာငါးမျက်စိတွေကမထွက်ဖဲနဲ့မန်သူစိတ်ကထင်းနေဒီကမျက်စိတွေကတကယ်မထွက်တာတော့ဟုတ်ရဲ့လားမဟုတ်ဘူးစိတ်ကထင်းနေတယ်စိတ်တဝိပ္ပန္နလားတချို့ကတရလွန်ပြောသေးဒုက္ခနာကိုလေငါးမျက်စိတွေကမထွက်ဘူးတဲ့လူတစ်ကောင်လုံးမျက်စိတွေကမထွက်ဒီမျက်စိဟောက်တော့ထွက်သေးပါပေါ့စိတ်ကထင်းနေဒုက္ခနာကိုလေငါးမျက်စိတွေကမထွက်တယောင်ယောင်ဒီလိုဆိုရင်ဟုတ်သူ့မျက်နှာလေးမြင်းနေတယောင်ယောင်ဒီလိုဆိုရင်ဟုတ်တကယ်မြင်တာမဟုတ်ဘူးတကယ်မထွက်တာမဟုတ်စိတ်ကထင်းနေဝိပ္ပန္နသဆိုတာအတော်ခက်တယ်ခင်ဗျားတို့စာဝိပ္ပန္နသပြောမယ်ဆိုတော့12ပါးရှိအနိစ္စဒုက္ခအနတ္တအတုပအဲ့ဒီ၄ခုပေါ်မှာတင်ညာဝိပ္ပန္နသဝိပ္ပန္နသဝိပ္ပန္နသ3ခုစီရှိတယ်3လေးလီဘယ်လောက်ပါလဲ12ပါးအဲ့ဒီ12ပါးသောဝိပ္ပန္နသကိုထားခဲ့ကြသူဗျာဇက်ွက်ထဲဟောရတာဆိုတော့လက်တွေ့ဝိပ္ပန္နသလေးတုတ်ပြောဒီကကြီးဇက်ပွဲတွေကြည့်ဘူးသလားဇက်ပွဲတွေကြည့်တော့ဝိပ္ပန္နသဖြစ်လာပုံတုတ်ပြောအောင်လို့ဖောက်ပြန်ပုံလေးရှင်းဥပထမဘာထွက်တော့ဟိဇက်ထဲအပြူတော့နောက်ဩဆိုတာဩပရာပြောတယ်ဩပရာပြီးပြဇက်
ပြတ်ဇဆိုတာဘာပါလဲပြတ်ဇဆိုတာပြတ်ဇပြတဲ့ဇာလို့ဆိုမှသူကရမှာမဟုတ်ပဲပြတ်ဇမင်းသားကမင်းသမီးလေးလက်ဆွဲပြီးထွက်လာအောက်ကလူတွေမျက်တောင်မခောက်ပါပြောလိုက်တော့အချစ်ဆိုတဲ့ဗျာဒနာများရဲ့ဒီကစားရဲ့နိဗ္ဗာန်ရဖို့စိတ်မကူးနဲ့အချစ်ဆိုတဲ့ဗျာဒနာများရဲ့ဆန်းကျင်ပါပြီတဲ့အမဆွဲလဲတာဟိုဘက်ရောက်သွားပြီဒါအောက်ကမျက်တောင်မခောက်ခဲကြည့်တော့ဓာတ်ခိုင်လူချင်းသွားကြည့်ပြီးမျက်စိလဲနေမင်းသမီးကလည်းပြန်ပြောတယ်ကိုတို့ယောက်ျားဖောက်ပြားတတ်တယ်ယုံနိုင်မှာဘူးကွယ်ဟိုဘက်ရောက်သွားပြန်ကတာလည်းမဟုတ်ဘူးဆွဲလှဲ့ပြီးခမားတို့ကသူတို့ကတို့ဒီလိုလုံနေတယ်လို့ပြဒါအရှက်မရှိပဲဝိုင်းကြည့်ပြဇက်ကပြန်လာတော့ဖိုးကြီးတွေမေးကြည့်တယ်ပြဇက်ဘက်နဲ့တုန်းသူမှမကွာတဲ့အိမ်လဲတို့ဒီလိုဖြစ်သားတို့လုံတာလို့လုံပြန်ဘာထူးတယ်တို့အိမ်ကိုပြဇက်ကိုဘကိုထွက်အိမ်လေးတောင်မပြဘူးပတ်ဆံလည်းမကိုဟိုမဲ့ခမရတို့မျက်စိလဲတယ်ကဲပြတ်ဆက်ပြီးတော့တခါပြန်ကြည့်နှစ်ပါးသွားမျက်တောင်မခတ်ဘူးကြည့်ထွက်လာပြီမင်းသားကမင်းသမီးတွေတပြုံကြီးနဲ့ဟိုတော်စီကဟာညွတ်တို့ရဲ့ဆိုတာဒီနဲ့ထွက်လာမြိုင်တာပေါ့ဗျာမြိုင်တာဆိုတာဘုန်းကြီးနဲ့ဘာမှမဆိုင်မသည်ရေနံကြောင့်ဇာတ်ယုံကြီးတဲ့ခေါ်တော့ကလှုပ်ခဲ့ရမလှုပ်လို့ဖြစ်မှဖြစ်ပဲမင်းသားတွေကြတော့ယုံသွင်းမဲ့ကန်တလိုက်တွေမှုပေါက်လို့တရားဘုန်းကြီးယုံသွင်းမဲ့ကန်တလိုက်တယောက်မှမလာဘူးအခုမန်းလေးပြန်တော်မူသွားတဲ့ညီတော်မောင်ဗုဒ္ဓဝါရီကကျုပ်ဘုန်းကြီးချင်းကန်တလိုက်လို့စိတ်မာရင်ပါတယ်တဲ့တကုံအောင်ပါတယ်တဲ့စိတ်အောင်မင်းပါတယ်တဲ့နောင်တော်ကြီးပါမှဖြစ်မှာတဲ့ဇာတ်ယုံနဲ့လိုက်တာဘုရားဆိုလိုက်သွားကိုရောက်တော့ဇာတ်ယုံနဲ့နှခမ်းလောက်ရှိတယ်ဘိသိက်ကလဲလှကြည့်လားလို့မင်းသားတွေကတော့လည်းဒီလောက်ပဲလားလို့ကောက်ပြားတဲ့မင်းသားတွေကတော့ပြည့်လူပြည့်ခင်တဲ့ကျုပ်ကြဘာလို့နဲတာတော့လို့မင်းသားတွေကတော့ဘုရားတဲ့မြိုင်ထားတွေပါနေနဲ့ကိုတဲ့ကျုပ်ကလည်းမေးတယ်မြိုင်ထားရင်ပြည့်သလားလို့ပြည့်တယ်ဘုရားတဲ့ဒါနဲ့လူမရှိတာနဲ့ကျုပ်လည်းပဲအဲ့ဒီတုန်းကမြိုင်ထားကြည့်ဇာတ်ယုံနဲ့မြိုင်နာတို့ကျုပ်ကောက်ပေါ်လိုက်ဘာလို့မငုံအပွင့်နဲ့ပါရွှေကြောင်ကောက်ပေါ်လိုက်လူမရှိလို့ပါဆန်းထွေးတလားလမ်းချွေပါလို့တာဘာဖြစ်တော့မလဲဘုန်းကြီးကရုံးကြီးနဲ့တော်မှတယ်ဇာတ်ယုံနဲ့လူမရှိလို့អော်ရတာဟာဂျီနန်ကြောင့်ကတကားတွေမျက်စိလေဟာဒီကောင်လေးဇိုင်းုံနဲ့မင်းသားအသာဆိုးဘူးကွာဘုန်းကြီးကစုံကြီးနဲ့အော်လာသူတို့ကမင်းသားလှုပ်လိုက်ဝင်လာလိုက်ကြမင်းသားကြည့်ကြလို့ဇာယုံနဲ့ရောက်တော့ကျုပ်လည်းမြင်လိုက်ရောဟောဗျာဒီကောင်လေးဘုန်းကြီးဟာဇုပတ်တော့တော့မိမတွေလည်းမင်းသားမျက်နှာကြည့်ရင်လို့ဝင်လာတယ်ကျုပ်ကောင်းကောင်းတောင်းပါဘာဝါဝါကြီးတွေ့လိုက်တော့ဟုတ်တော့မင်းလေးဘုန်းကြီးတော့သူဝတ်ပြီးဇုဝင်တိုးတာဇာယုံမဆန့်ဘူးကောဘကတကားတွေလာလျှောက်တဲ့ဆရာတော်တဲ့အပြင်မဲ့လည်းလူကတဝက်လောက်ရှိတယ်တဲ့အတွင်းလည်းမဆန့်ဘူးဘယ်နဲ့လုံးမလို့တဲ့အဲဆရာနေကခွာပြစ်လိုက်နောက်ရက်မှတကားတို့ဒုက္ခခံပြီးဖြစ်တယ်လို့ကားလို့အဲ့ဒါတရားနာပြိတ္တဇာယုံနဲ့ကျုပ်ဟောရတာလေဝေ6000လောက်ရတယ်ဇာယုံထရံခွာရတာတရားကောင်းလို့မမှန်နဲ့မြိုင်ကြကြောင့်ဇာယုံနဲ့ဒီအသံနဲ့လှုပ်ကြည့်ပါလားခန္ဓာရာနိဘိခဝေယမတရားမိဘောရဓမ္မသင်္ခါရအပမဒေနသံပါရိထလူတော့မလာဘူးကျုပ်36တရားဟောရတာလေတဲတော့မလွယ်တော့ဘူးတရားနာပြိတ္တဒါကြောင့်ဇတ်တွေနဲ့အငိမ့်တွေနဲ့ပွဲလန်းသဘင်တွေနဲ့ရှင်လိုက်လို့တရားဝဲလူများတယ်ဆိုရင်တော့ဖြင့်ဂုံမနေဘူးဟဲ့ဆိုတဲ့အနေနဲ့အပြစ်တင်တဲ့လောက်ကျွတ်တူပါလေသိပါရဲ့အသင်ခံပြီးတော့
ခင်ဗျားတို့ကြည်ပါယခုအချိန်မှာညင်းတဲ့တကောင်ကလေးပေါက်စလေးတွေထိုင်းနေတာဟာအဲ့ဒီဓာတ်စာလေးတွေနဲ့ကြွေးခေါ်လို့ပါဗျာကျန်ဒီကံတရားနားထောင်ရတာဟေးကျန်ဒီကံတရားပွဲကွာတယ်ပြင်းမှုကွာတယ်သချင်းလေးလဲဆိုတယ်ကွာတယ်ငိုချင်းလဲချတယ်ကွာတယ်ရီလဲရီရတယ်ကွာတရားလို့ရှင်လို့ဒီကလေးတွေလိုက်လာတာမဟုတ်ပါဘူးဒါပေမဲ့လို့သူတို့ရောက်လာတဲ့အချိန်ကြတော့မှအရင်နေ့တွေကလည်းကြုတ်ပြောခဲ့တန်ဃာတော်တွေနဲ့ဘယ်လိုဆက်ဆံရမယ်ဘယ်လိုစကားပြောရမယ်ရှောက်ထားရမယ်တန်ဃာအရေးလွတ်အောင်ဘယ်လိုရှောင်ရမယ်မိဘဆရာသမားရဲ့ရှိဘယ်လိုနေရမယ်လှုပ်ကျွေးမှုဘယ်လိုပြုတ်ရမယ်ဆိုတာတွေကြုတ်ထန်ရောက်လာမှသူတို့ကိုကြုတ်ကဒီပုံစံချလို့ရတာမလားရင်သူတို့ဆုံးမဖို့ပဲလွယ်လိမ့်ဒါကြောင့်ဒီကလေးတွေရောက်အောင်ဆွဲခေါ်ရသဖြင့်ဓမ္မကတိကထဲမှာအောက်ပိတ်ဆုံးလေကတိပါလို့တောင်းအော်မြောက်အော်မှုလေတန်ဃာတော်ရှင်မြတ်များတရားဝဲတိုင်းအနှံ့ရပါတယ်ဗျာလူကြီးမိဘအရွယ်တွေကိုလည်းအနှံ့ရပါတယ်မှန်ရလားပြိဿကြီးရှိစေတော့တရားနာပြိဿထွက်ရောမင်းသားအဲ့ဒီကထွက်သွားတယ်ခင်ဗျားတို့လိုက်နာထောင်မှတ်မှာမဟုတ်ဘူးကျုပ်လည်းပြောချင်ရရှောက်ပြောမိုးလင်းလည်းဘယ်ရောက်လို့ဘယ်ဆုံးမသိမှာမဟုတ်ဘူးမင်းသားထွက်ပြီးနှစ်ပါးသွားကနှစ်ပါးသွားလည်းပြီးရောနောက်ပိုင်းစားထုတ်လာပြီးပြိဿမင်းသမီးလေးကားလေးအပြင်မဲ့ထုတ်ထားပဝါလေးလွှမ်းလို့မင်းသမီးသေးတာအဲ့ဒါပွဲကင်းနဲ့ရှောက်မေးကြည့်အောင်မင်းသမီးအဟုတ်သေးတာလားလို့မေးကြည့်ဟုတ်ဘယ်မှဘုံကွာတူအောင်လုပ်ရတာပေါ့ဘယ်ဟုတ်သေးမလို့ကွာမင်းဒီပွဲဟုတ်သေးဒီမင်းသမီးနောက်ဘယ်ကနိုင်မှာတော့ကွာတူအောင်လုပ်ရတာပေါ့သိတယ်နော်အမှန်သိသေးတယ်မဖောက်တူအောင်လုပ်ရတာပေါ့သိတယ်နော်အမှန်သိသေးတယ်မဖောက်သေးဘူးနောက်မင်းသားလှုပ်တဲ့လူကကလေးလေးပွေပြီးထွက်သူလေးတာအမလေးကိုလာစီလာသားရဲ့အယုတ်ကလေးအဲ့ဒါမေးကြည့်မင်းသားလက်ထင်ကအဟုတ်ကလေးလားလို့မေးကြည့်ရောဘာယုတ်လေးပါကွာဘယ်အဟုတ်ဟုမှတော့ကလေးကလည်းငိုတယ်ငိုတယ်မင်းသားလက်ထင်ကကလေးကငိုတာလားမေးကြည့်အယုတ်ပဲငိုနိုင်မလို့ကွာနောက်ကကန်းလိုက်ကြတဲ့ဘယ်ကလေးပိုက်စိတ်မှမသိပဲသိတယ်နော်မဖောက်သေးဘူးနောက်မင်းသားမင်းသမီးနာကတ်လာသူလေးမင်းကိုလာကြည့်လားမကြည့်သမားအိုးမင်းသမီးပါကတ်လာပြီခေါင်းရင်ပြေးလိုက်ခြေရင်ပြေးလိုက်ခြေပြားလေးစမ်းကြည့်လိုက်လက်ဖြားလေးစမ်းကြည့်လိုက်မင်းအမရှိရင်မင်းတို့လောက်မမဟုတ်ပါဘူးဘုမစိတ်ပါကြီးရဲ့အမေလေးတို့သာမချကြည့်ပါဦးနော်မဲပွဲကနေအကောင်မလေးဒူးထောက်ကုန်ပြီဟောတော့နဲ့ဖြစ်ကုန်ပြီခုနကသိတယ်နော်အခုလဲသွားပြီမျက်စိလဲမှမင်းသားကဒီလူတွေကိုမျက်ရည်ကျအောင်လုပ်လို့ရတာငိုပြီမင်းသားကစမပြောတဲ့လက်ပေါ်ဖေးပွေရကနေအမေပုံစံကဝါနှလုံးငါဖြာဆုံးရမထွက်တော့ကြောင်းတာရဲ့လူရဲ့အမလေးပါစိတ်ကယူမသားလေးထားပြီးတော့ကြည့်ပါဦးနော်ငိုကုန်ပြီဆိုင်တော်နာဦးကြောင်ကောင်မလေးတွေဟောဒီတိုင်းဖြစ်ကိုမျက်ရည်သုတ်ကုန်ခိုးသုတ်ငိုပြီအဘိဓိရှက်တဲ့မိန်းမကတော့လင်းအောင်မကြည့်မှောင်လေးတဲ့ပြန်အရှက်မရှိတဲ့မိန်းမတော့ပတ်စာကွာဖြာလေးပြီးမှပြန်တောက်တိတောက်ထိုးနဲ့ဒီထဲရထဲရောက်တော့သူ့သူမှဘာပြောပဲနဲ့ထမိန်မပြီးငေါ့သွားတယ်ဟေးကိုယ့်ဟာကိုလင်းအောင်ကြီးဘာဖြစ်ဖောက်သွားတာလေဝိပလာသာဖြစ်သွားတာအိမ်ရောက်တော့ဇောက်တိဇောက်ထိုးနဲ့ငန်းပြရေးချက်ပါတယ်ဆိုမှစားရီတဆုပ်ကြီးခတ်မောင်မင်းကြီးသားများကငံရမလားလို့ရိုက်ခွဲပြစ်အဲ့ဒါလက်တွေ့ဝိပလာသာမှန်လားပြိဿကြီးဒါတော့တရားနာပြိဿကြီးဒီဝိပလာသာတွေဖြစ်မှာစိုးလို့ရှေ့ဆက်ကြပါအောင်သူဗျာအခုကောသလကြီးဝိပလာသာဖြစ်ဖောက်ပြန်လို့ယူပါယုံမှာဆွဲလန်းပြီးတော့ဆင်းရဲတဲ့ဒုက္ခသစ္စာကိုလည်းသူမမြင်ဆင်းရဲကြောင့်တရားဖြစ်တဲ့သမုဒိယသစ္စာကိုလည်းသူနားမလဲဒ
ဒီဒုက္ခသစ္စာသမုဒယသစ္စာဆိုတဲ့လောကီသစ္စာတွေရဲ့ပြည့်ရပြတ်ကြောင်းဖြစ်တဲ့လမ်းကောင်းတစ်ပွဲမက်ခင်ရှစ်တွေကိုလည်းပွားများဖို့စိတ်မကူဒီအထူးသဖြင့်နေတော့ခက်တဲ့ကွယ်တိုင်းပြည်အုပ်ချုပ်တဲ့ငါဘရင်တိုင်းလူပြည်သားများကကြိတ်ကြလိမ့်မယ်ထင်တယ်မှန်လားပါဗျာကုတော်ကြီးဒီအတွက်နဲ့တော့ပူတော်မမူပါနဲ့တိုင်းပြည်အုပ်ချုပ်တော့ဘရင်တစ်ပါးဆုံးပါရမယ်ဆိုတာအမိမဲ့သားရေနန်းငါးကဲ့သို့နေဂရထောင်အရာဇိကံဆိုသည့်အရာမင်းမရှိတဲ့တိုင်းပြည်ဟာအချီးနှီးပါဗျာနေဂနရီနုဒကံနေဂရထောင်အရာဇိကံအေစီဘီဝိဒဝနေဂယသဗိဓတ္တဘာတရောရှည်မရှိတဲ့မြစ်အချီးနှီးမင်းမရှိတဲ့တိုင်းပြည်ဟာအချီးနှီးလင်မရှိတဲ့မိမသားသည်အဝတ်တစ်ထောင်ထပ်ပြီးတော့ဝတ်တော်လဲမောင်တချိပ်ပင်ရှိတော်လဲထိုမိမ့်မှလည်းအချီးနှီးပါဗျာဒကမကြီးမှတ်ထားလင်သားပနာမရှိတဲ့မိမ့်မဟာအချီးနှီးတဲ့မြောက်ပေးတယ်လည်းမအောင်မင်းနဲ့နေနိုင်လည်းကောင်းပါလေခဲသာတလွဲတချော်နဲ့ကြာလီကဆရာတော်ကလင်မရှိအချီးနှီးဆိုတာနဲ့ကျုပ်ကဟွာပြုခိုင်းသလိုလိုထင်မှာစိုးလို့ပြောရလူပေါင်းလူဘဝမှာနေမယ်ဆိုရင်တော့စော်ကားမဲ့လူပေါ်တတ်တယ်တဲ့ဒါကြောင့်ဘုရင်ကောက်တာတောင်သာမိကလာအသာမိကလာမွေးလို့လင်မရှိအချီးနှီးကျုပ်ကထည့်ပြောပါပါတယ်တို့ဖြစ်ပါယူဗျာတဲ့တိုင်းပြည်အုပ်ချုပ်သောဘုရင်တစ်ပါးဆုံးမရမယ်ဆိုတဲ့တိုင်းလူပြည်သားဘယ်လိုနည်းနဲ့မှလိလျူရှုမနေနိုင်ပါဗျာဘုရားကျွန်တော်မျိုးကြီးများတိုင်းလူပြည်သားပါဝင်ဖြစ်သောကြောင့်မှန်လားပါဒီမိမတယောက်အဘိတ်ပိတ်ပြုတ်ချင်တာတဲ့အသက်ပြောက်အောင်တော့ကိုဒုက္ခအရောက်မခံပါနဲ့မှန်လားပါဗျာတဲ့လောကစကားရှိတာနဲ့သူမရလိုချင်သူလင်းလှမ်းနဲ့ထိုးသူလင်ကိုမင်းခတ်ယောက်ျားအဖြစ်နဲ့အပခေါ်ထားလိုက်ပေါ့ဗျာကဲအပခေါ်ပြီးပါလို့ရဟောဗျာသူမရလိုချင်တာသူလင်သေးအောင်ကြာရမယ်ပေါ့ဗျာမင်းခတ်ယောက်ျားအဖြစ်နဲ့မင်းခတ်ယောက်ျားကန္နာသစ်ပင်ဘယ်အပြစ်ရှာရင်မင်းခါယောက်ျားဆိုတာအပြစ်တွေ့တာဟဲ့ဘယ်အပြစ်မရှာရင်လားဘယ်အပြစ်ရှာရင်တွေ့တတ်ပါလားဗျာတို့ဖြစ်ပြီးတော့မင်းခါယောက်ျားယာရုပေးထားလို့အပြစ်ရှာပြီးသူ့လင်ကိုသေအောင်တတ်သူမရနမ်းရတင်ပြီးတော့မိဘခေါင်မြောက်ပါဗျာအေးကောင်းပြီကွခေါ်ဟဲ့သူ့လင်သားအောင်မောင်မရှိတော်တွင်အေးမင်းနာမည်ပဲလို့ခေါ်တော့ဟဲ့မောင်ပါဗျာလာတာလေးယူထားမောင်ပါငါလည်းတော့အသက်ကြီးနေတော့ကွက်ကြတယ်ကောင်အေးမောင်ဘာဒီမလိုချင်ဘူးကွယ်တဲ့ငါထံပါမှာကပ်ပြီးတော့ဟေးမောင်ပါမင်းခယောက်ျားလို့ရမှန်လားပါဗျာမလုပ်ပါရစေနဲ့မင်းခယောက်ျားကန်းလာတဲ့ပင်ဆိုတဲ့စကားကြားဘူးပြီးသားမို့ဘုရားကျွန်တော်မျိုးကြီးသည်အခွန်ဆယ်ဖို့တဖို့မကအခွန်တော်တွေဆက်ပြီးတော့ရှင်မင်းနှစ်သက်အောင်ဆောင်ရွက်ပါမယ်ဗျာမင်းခါယောက်ျားမလုပ်ပြရစေနဲ့မလုပ်လို့မရဘူးကွဘယင်သားလို့သေရုံဝေးမရဘူးဆိုတာမင်းသိတယ်မဟုတ်မသေးခြင်းမင်းခါယောက်ျားလုပ်ပါဇက်ကပြောတော့မသေးခြင်းမင်းခါယောက်ျားလုပ်အမှန်ကသေအောင်တတ်ချင်လို့အလုပ်ခိုင်းမှန်လားပါဗျာမှန်လားပါဗျာဘုရားကျွန်တော်မျိုးကြီးအသက်တော့တတ်တော်မူပါနဲ့ချမ်းသာခွင့်ပေးတော်ကိုမင်းခါယောက်ျားပဲလုပ်ပါမယ်ဗျာပြီးပြီဟိုကဒုက္ခပဲမိလားအဲ့ဒီမင်းလာလို့အခက်ကြုံရပြီကောကွယ်မိမသားကြီးရဲ့ကြည်ဘရင်ထွက်ပြီးတော့မကြည့်ပါနဲ့ဆိုတာ तू ကြည့်မိပြီနဲ့တူတယ် तू ကြည့်မိပြီနဲ့တူတယ်တန်တော့ငါအသက်ရှာတော့မဲ့ကိစ္စတန်တော့ငါအသက်ရှာတော့မဲ့ကိစ္စကြီးနဲ့တူရဲ့မှန်လားပါဗျာမင်းခါယောက်ျားဆောင်ရွက်ပါမယ်ဗျာအသက်ချမ်းသာပေးတော်မူပါဗျာဒီလိုနဲ့မင်းခါယောက်ျားမင်းမှုကိစ္စအဝဝတွေဆောင်ရွက်လာခဲ့တဲ့ပြည်သားအပြစ်ကရှာမရဘူးလေပြည်သားအပြစ်ရှာလို့ရရဲ့လားအပြစ်ရှာလို့မရပေမဲ့လို့ဒီကနေ့တော့ဟေးမောင်ပါဗျာအရုဏဝတီမြေ
တိမြို့အရုဏဝတီမြေညက်နဲ့ကုမုဒ္ဒရာကြာဆိုတာပြိဿနဂါးပြေမှာရှိတာလူပြေမရဘူးအဲ့ဒါမောင်မောင်ပါအိမ်ပြန်တမလာရဲမိမစာကြီးဘာလို့မောင်ရဲ့ဘယ်ငါတသေးတော့မကွယ်မင်းလှလို့ခက်ကုန်ပြီထင်ရဲ့ဘယင်ကိုထွက်ကြည့်တယ်မို့လားအော်ဘယင်ထွက်ကြည့်မိတဲ့ကိစ္စကလည်းပဲတက်ကြည့်လို့ကြည်သူများမြင်တယ်လို့မြင်ချင်းလို့တိုက်ပြီးအုပ်ချုပ်တဲ့ဘယင်ဆိုတာမြင်ခဲ့တယ်မို့လားအဆောင်တက်တွေကြားထဲသွားကြည့်လို့မလွယ်ဘူးအဲ့ဒါလို့ကြည့်မိပါတယ်အမလည်းမကြည့်မိလို့ငါဒုက္ခရောက်ပြီခုရုဏဝတီမြင်ရတဲ့ကုမုဒ္ဒရာကြာဆက်ရမှာတဲ့ဒီအရုဏဝတီမြင်ရတဲ့ကုမုဒ္ဒရာကြာဆိုတာငါပဲဟာသွားပြီးတော့ရှာရပါမလဲငကားပြေမှာရှိတာကွယ်ဒါရဲ့ထမင်းသာချက်တော့ဆိုပြီးတော့ဟောတရားနာပိဋကထမင်းချက်ခိုင်းထမင်းတုပ်ကလေးနဲ့ခတ်တုတ်မြို့ပြင်မဲ့ထွက်ဒီတိုင်းနဲ့အာယုစိုက်နာထောင်နော်ညနေ၄ဘဟုမတီးခင်တဲ့မြို့တကားမပိတ်ခင်မင်းဝင်ခဲ့တဲ့ရေချိုးမိမဆက်နိုင်ရင်မင်းအသက်တော့မရှိဘူးအောင်မေမောင်မောင်မမြို့အပြည့်ထွက်ကြတဲ့ကတရားနာပိဋကဒီတကားကြီးရောက်ပိတ်တာနဲ့တူပါရဲ့တောလိုက်တာတရားနာပိဋကအရုဏဝတီမြင်ရင်ကုမုဒ္ဒရာကြာရဘူးဒီလိုထွက်ပြီးတော့သွားလိုက်တာမြင့်နားရောက်တော့အော်နတ်မြတ်ပေါင်းနာကောင်တို့အရုဏဝတီမြင်ညက်နဲ့ကုမုဒ္ဒရာကြာဆိုတာနဂါးပြေမှာရှိတယ်ဆိုတာလည်းကျွန်ုပ်ကြားဖို့ပါတယ်တို့ပါတော့လေကျွန်ုပ်ဒီပရင်ခိုင်းစေခြင်းအရာထွက်ပြီးတော့လာရပါသဖြင့်ကျွန်ုပ်ဒီမှာလူပဲမတမ်းပဲတော့ခံမစားခဲ့ဘူးဒီမဟုတ်ထမင်းကလေးသုံးပုံပုံလို့တဘုံကလူကောင်းပုဂ္ဂိုလ်များရီမှန်းပြီးတော့လူထားပါသည်တဘုံမိမိစားလို့ကြွေးကြံတဲ့တဘုံကြတော့လိန်ကားများနေတယ်ကွာရေတော်ရေကျွေးမွေးပြီးတော့ကျွန်ုပ်ဒီဤကုသိုလ်ကောင်းမှုကိုပြုရပါတော့ကြောင့်အရုဏဝတီမြင်းညက်နဲ့ကုမုဒ္ဒရာကြာကိုနတ်မြတ်ပေါင်းနာကောင်းတော်ဝါဝန်ကိုကြီးဆောက်ရှောက်မဆတော်မူကြပါတော့အဲ့ဒါလို့နတ်တွေတိုင်တယ်လိုက်တော့ဝါဆိုနဂါးကြီးထွက်လာဒီတော့ဘာကြီးထွက်လာနဂါးကြီးအရုဏဝတီမြင်းညက်နဲ့ကုမုဒ္ဒရာကြာဟောမောင်မောင်ဘဆက်လိုက်အရုဏဝတီမြင်းညက်နဲ့ကုမုဒ္ဒရာကြာရောက်လို့လဲအာရဝန္တာပြန်လာရောဒီတကားပိတ်ထားထွက်ကြတဲ့ကပိတ်ပါတယ်ဆိုရှင်းဒီကောင်မသေးသမျှဟိုမိမကမိဖုရားပြောက်လို့ဖြစ်တာမှမဟုတ်ပဲကိုထွက်ကြတဲ့ကပိတ်ဒီတကားပေါက်ပိတ်ထားရောဟိုလေကိုကျိုးနေပါဘောလားနေဘူးတွေကလာတဲ့လူအရေးထဲကြလို့ရင်ပတ်စီကန်းလိုက်သလိုဒီတကားကြီးပိတ်ပြီးငါပဲလုံးလုံးပြီးတော့ဝင်ရပါမတော့နော်ရေမိအလားမိဘရခေါင်းကြီးဘဝနဲ့မင်းနဲ့ဆန်စားပြီးတော့မိဘရခေါင်းကြီးဘဝနဲ့ပြောပါပြီးတော့မိမလှကြီးလှလုံးလို့ငါအခက်ကြုံုံနေမကဒီဘဝအသက်ကုန်ရတော့မှာပါကွယ်နှမရဲ့မဖြစ်ဘူးငါပဲသွားအိပ်ရပါမတော့မြို့ပြေမလဲတယောက်တည်းမအိပ်ရဲ့သုံးတော့ကထွထားသားပြင်းညုံနဲ့စောဖယားကြောင်းတော့သွားပြီးတော့အိမ်မှာပါပဲလို့တတဝါများဒုက္ခရောက်လာရင်ဖယားတရတရားတရတဲ့တန်ငါတရတဲ့ခလုတ်ထီအမိတဆိုတာဒါပေါ့ဒီထဲတရားနာပြေးတာကျွတ်တို့ပဲမယ်တကားတွေကပရိတ်ရုပ်ပင်းဟိုအန္တရာယ်ကင်းပရိတ်ပင်းပြီးတော့ရှောက်သေးတယ်ရှင်မရတဲ့ရှင်းတော့ငါများဒီပရိတ်ရည်ဟာပရိတ်အာနိသင်ကြောင့်ထပွက်တယ်လို့ကြားဘူးပါတယ်ဗျာတဲ့လာပြန်ပြီလို့ခမရတို့လည်းကိုယုံကြည်တဲ့အလျောက်ကိုးစားရင်ပြီးတာပဲမင်းတို့မင်းတရားကြီးလျောက်ထားတဲ့စကားကြားလေရော့သလားမင်းတို့မင်းတရားကြီးရှောက်ဘူးသားပဲအရင်တုန်းကဗျာတဲ့ပရိတ်အာနိသင်ဟာပရိတ်အိုးတွေကရည်ထပွက်တော့ဗျာအခုရှင်မရတို့ပရိတ်အိုးကထခုတ်လို့မှဘောင်မင်ခတ်ပါမလားတဲ့
အဲ့ဒါလို့ပြောတော့ဆရာတော်ကြီးကအမိတ်ရှိတယ်တကားတော့တဲ့ရှင်းတော့ကဘယင်တွေကကမစိတ်တိရှိတယ်တဲ့ကမစိတ်တိရှိတယ်ကွတဲ့ရေထဲကငကားတောင်မှချိန်ဆက်ကြံနဲ့ရိုက်ခေါ်လို့ရတယ်တဲ့ဘယင်ကဘုံရှိတော့လေအဲ့ဒီတုန်းကပရိတ်တွေကထက်မြက်တာပေါ့တဲ့ကိုတော့ကဘယင်ကငကားကိုချိန်ဆက်ကြံနဲ့ရိုက်ခေါ်နိုင်တယ်တဲ့အခုမင်းတို့ဘယင်လုံနေတဲ့လူတွေကတီလေးတစ်ကောင်လောက်မှခေါ်နိုင်ရဲ့လားတဲ့မင်းတို့ကမှတီလေးတစ်ကောင်မခေါ်နိုင်မဲနဲ့ဟေးဒိုးပရိတ်အိုးကလည်းပွက်နိုင်ဘူးကွာတဲ့မိန်ဘူးတဲ့ပရိတ်ကဒါကြောင့်ကျုပ်ကပုံစံလေးတစ်ခုပြောတယ်ယရနာသုံးပါးအကိုရင်လို့ဆရာတော်ကြီးပရိတ်ရွတ်သွားတာနဲ့ငါတို့အန္တရာယ်ကင်းမှာဖဲလို့ယုံကြည်တဲ့စိတ်ကတော့ဖြင့်မွန်မြတ်ပါတယ်လို့ဒါပေမဲ့လို့ဒီကနေ့ဆရာတော်တွေပရိတ်ရွတ်သွားတဲ့ပရိတ်ကိုယုံကြည်မနဲ့ဖြင်ကလူတယောက်ကိုသာလူသက်တဲ့ဥပဒေကြီးကျူးလွန်မှတော့ဟောဒီပရိတ်ကဘယ်နဲ့လောက်ကဲမရုံးတကားတော့ဒါတော့သံဃာတော်တွေရုပ်ဖတ်တဲ့ပရိတ်ဟာယုံကြည်ကိုးစားလို့မိမိတို့ကယုံကြည်ကိုးစားသလောက်အကုသိုလ်ဒုစရိုက်တွေကိုလည်းတရားတော်ကိုနှစ်ချိုက်ပြီးရှောင်ကျင်ပါမှအကျိုးဟာပို့ပြီးတော့ထက်မြက်ပါတယ်သဘောပေါက်ရလားပြိဿအခုတော့ခလုတ်ထီယမိတဒုက္ခရောက်လာရင်ဘုရားတရားသံဃာတတ်ရကြတဲ့တတ္တဝါတွေကြည့်အခုမောင်မောင်ပါလေပေဝေကျုံလာတော့မြတ်စွာဘုရားကြောင့်တော်ဆိုငါသွားပြီးတော့အိမ်မှာတော်တော့မထင်နဲ့မြို့ပေါက်တယောက်တည်းမအိပ်ရတော့မြတ်စွာဘုရားကြောင့်တော်ရောက်သွားရောဘောဗလာမင်းကြီးဒီမကောင်းသောအကြံဖြင့်ဘောကောင်းပြန်မလာဘူးမောင်မောင်ကပြန်မလာဘူးနဂါးပြေမှာရှိတဲ့အရုဏဝတီမြေချင်းနဲ့ကုမုဒ္ဒရာကြာသူပဲဆက်ဆိုင်မှယိုတကားလည်းပိတ်ပြီးပြီမနေ့ကသူ့အသက်သေအောင်သားသူမရဲ့နိုင်ရတင်ပြီးမိဘရခေါင်ကြီးမြောက်ရုံပဲကြာကူလီစိတ်နဲ့အိတ်ဖူးတညလုံးဒီကကောသလအိတ်ကလားအိတ်ဖူးကြာကူလီဆိုတာသူများပြောလို့ပြောတာဘာမှမသိတော့ဘူးသူများပြောတာဒီတော့မှတ်ထားရဒီတဲ့ဟိုအခုဂျပန်လေဥယျာဉ်တင်းဆိုတာဂျပန်သူရိယသွားပဲဆိုင်ရာဆရာဝန်ကြီးမဲသူနဲ့သွားတွေ့တော့သူကကျုပ်ကိုကျေးဇူးတင်တယ်တဲ့ကျေးဇူးတင်တယ်ပြောရုံမကဘူးအာရီကတောတဲ့ကျုပ်ကလည်းပြန်ပြောတယ်ယော်ရိုရှိလို့ငယ်ငယ်တော့ကြားဘူးထားလို့ဂျပန်စကားနော်ဒါကြောင့်တရားနာပရိသတ်ကြားဘူးတာထည့်ပြောပါတယ်သဘောတော့တဲမပေါက်ဘူးကဲကြည့်ကြာကူလီစိတ်နဲ့ဘုရင်ကြီးအိတ်မပြောဘူးဒီလိုအိတ်မပြောပဲတဲ့ဟိုကောင်းတော့မနဲ့သူ့အသက်ခံရတော့မင်းသူသေးပဲမလို့သူမရနိုင်ရတင်မိပဲခေါင်းကြီးမြောက်ပြီးတော့ငါပြောပါရတော့မင်းဒီစိတ်နဲ့ကြမ်းနေဒုံတရားနာပရိသတ်ကြီးအပန်းနဲ့ကြီးလေးခုလာကြားရဒူးဒီတန်ကြီးတလုံးတာနာတော့ဆိုပြီးတော့အပန်းနဲ့ကြီးပေါ်လိုက်ကောသလာကြီးဖြုတ်ဆုံငုတ်တူထားထိုင်ဟာပါလိမလီပြဟောသူ့ကြောင့်ဖရာတပြန်မောင်မောင်မကြသမရဲမလီဘယ်လိုအတန်ကြီးပါလိဒုက္ခပါလည်းမနဲ့ကြပုံနှဖြူပုံနှယိုးပုံနှမဲတွေပေးမပုံနှမဲလည်းရှိပါဘူးမင်းမဖြစ်မှာဆိုပြီးတရားနာပြေးတာမနဲ့ကြတော့ပုံနာတွေမေးဆရာမြညကတော့ဟောဒီအတန်နဲ့ကြီးဒုတနာသောဆိုတော့ကြားတယ်အဲ့ဒါပေတင်အတန်နဲ့ဟောကြစမ်းပုံနာတယ်ရှောက်ရှာလိုက်တဲ့ပေတင်3ပုံ4ပုံ5ပုံနဲ့ဘာမှမတွေ့ဘူးဘယ်တွေ့မလို့မရိသရဲ့ပေတင်3ပုံနဲ့ဘယ်ရှိလိမ့်အေဝမေသုတနဲ့ရှိသူတို့က ABC ထဲသွားရှာတာကိုအေဝမေသုတနဲ့မှရှိတာပြိဿဘယ်ထဲမှာရှိတာအေဝမေသုတနဲ့မကြည့်ရဘူးပြိဿပုံနာတွေရှောက်ရှာလို့မတွေ့ခက်တယ်ပဲဆရာကြီးများဘယင်မြောက်စားပြီးတော့နတ်ဥမှာသူကျွေးတဲ့အစာတွေစားသူပေးတဲ့အဝတ်တွေဝတ်မင်းဆရာဆိုပြီးနေလာခဲ့ဒီကိစ္စလေးမှပြီးအောင်မဟောနိုင်ဘူးဆိုရင်ဖြင့်ကျွတ်ဒုက္ခများကြလိမ့်မထင်နဲ့ရှက်လက်ရှက်ဆရာကြီးဘယ်လိုကြားရမှာတော့
ပုံနာကြီးဘယ်လိုလုပ်ကြမလဲမဆရာများဘယ်လိုမှမလုပ်နဲ့ရှင်မယင်ကယုံကြည်တဲ့မင်းဆရာပဲယုံကြည်လို့မှဆရာတင်ထားတဲ့ပုံနာတယ်ကျွတ်တို့စကားဘာပြောပြောရှင်မယင်ယုံရမယ်ဗောဒီလိုလုပ်ကြစို့ပုံနာတွေတိုင်ပင်ပြီးတော့ကလိညာဆင်ညပါလာပါဗျာဘုရားကျွန်တော်မျိုးကြီးများဒီကိစ္စကိုအတတ်ဟောရမယ်ဆိုတော့ကိုတော်ကြီးရဲ့အသက်အတွက်စိုးရိမ်ရကြောင်းပါဗျာတင်လိုက်ပါအသက်အတွက်ဆိုတော့ဘဝင်ခိုက်ကွာဟဲ့မစ္စရာကြီးများငါအသက်အတွက်စိုးရိမ်လို့ကြတော့မအောင်အမလေးကြရများချေလို့မဖြစ်ကြဘူးလားမှန်လားပါဗျာတဲ့သေစရာအကြောင်းရှိရင်မသေစရာအကြောင်းလည်းရှိပါဗျာကိုတော်ကြီးအသက်မသေးရအောင်ဆင်းတရားမြင်းတရားယောက်ျားတရားမိန်းမတရားကျွန်းယောက်ျားတရားကျွန်းမိန်းမတရားစိတ်တရားစိတ်ကလန်းတရားစိတ်မြတ်တရားပေါ်တတ္တဝါတွေကိုတရားစီသတ်ရတမ္မတတရစ်ပူဇော်ပွဲကြီးတတ္တဝါတွေတရားစီရဲ့လေချောင်းသွေးကိုရှင်းနပူဇော်ရင်ဖြင့်ပေဝေးမှလွတ်မြောက်ပါလိမ့်မယ်ဗျာတော်ဦးတင်လိုက်ရှင်ဘရင်စဉ်းစားဟာတရားစီလေချောင်းသွေးကဖောင်းငါတဲ့ရှင်အတွက်လေချောင်းသွေးနဲ့ရစ်နပူဇော်ကြနိုင်ရင်ဖြင့်ကြောင်မင်းကြီးဇောက်ထိုးဆွဲအော်လိုက်ကြတာတတ္တဝါတွေတိရစ္ဆာန်တွေကတိရစ္ဆာန်လို့အော်လူတွေကလည်းလူအော်ဟိုလေကြောင်ပါဗျာလို့ဝိုင်းအော်ကြတော့ကြာပြီမန္လိကာမိဗျာကြီးဟောပါဗျာဟဲ့ဘာလို့နှမတော့နိုင်ရင်ပြမှာဗျာကေတော်မူပါဆိုတဲ့အတန်ကြီးဘာသာလဲဗျာခက်လိုက်တာမိဘရခေါင်ကြီးရဲ့မောင်ဖယားညာမိဘရခေါင်ကြီးရဲ့မောင်ဖယားညာကစစ်တော်ခေါ်လို့ပြောတော့ကျူပါရဲ့လားလို့မေးပေါ်မရဘူးမလေးခုမှလာပြီးတော့မင်းရသလားမောင်ဖယားအသက်ပြင်းနိုင်လောက်တဲ့ဒုသနာသောဆိုတဲ့အတန်နဲ့ကြီးလေးကိုကြားတယ်အဲ့ဒီအတန်နဲ့ကြီးလေးကိုကြောင့်အသက်သေးလိမ့်မယ်လို့ဆိုတဲ့ကိစ္စမသေးရအောင်ရှင်းနပူဇော်ရမယ်လို့ပုံနာများတော်ဦးတင်တတ္တဝါစီတရားစီတတ်ပြီးတော့လေချောင်းသွေးနဲ့ရှင်းနပူဇော်ဖို့ဖန်ထားတဲ့တော်ဝါတွေအောနေတယ်ဘုရားမာလိုက်လေဗျာပေါင်းဘုရားစဉ်းစားပါဗျာတိုင်းသူပြည်သားမြေရေပေါကြပြီးတော့သူတို့အသက်တွေသေးမှမောင်ဖယားတယောက်ရဲ့အသက်ချမ်းသာရမယ်ဆိုတာမှန်လားပါဗျာမိမတွေ့လေးနဲ့တွေ့ကြည့်ပါဦးဗျာဘာတွေ့တဲ့ဒီကကြီးဘာတွေ့တဲ့မိမတွေ့နဲ့တွေ့ကြည့်ပါဦးတဲ့ဘာမှနားမလဲတဲ့ပုံနာတွေမေးတာကိုဘာမှမသိတဲ့ရှင်မင်းကြီးပုံနာတွေဘာမှမသိတဲ့လူတွေပြောတာယုံသလားဗျာမိဖုရားကြီးဘယ်နဲ့ဟာတွေရှောက်ပြောနေတာတို့ဘယ်နဲ့မှပြောတာမဟုတ်ဘူးပုံနာတွေအရန်ဟောတဲ့ကိစ္စဒီတိုင်းကတရားဝါတွေသိရမယ်ဆိုရင်မသိလျော်ပါဗျာဘာမသိတဲ့ပုံနာတွေဟောလုံးလုံးကတ်ထွတ်တာတပ်ပြညိုမြတ်စွာဘုရားရှိပါလေကနေဖယားတော့မလျှောက်ထားပဲနဲ့အိုးဘုရားနဲ့ကတော့သိခါတဲ့နာဟုတ်ပဲဟုတ်ကွာဘယ်ရင်ဘုရားနဲ့ခါမသိဘူးလာဒါဖြင့်နှမတော့ရှေ့ဆောင်ပြီးခေါ်မယ်မန္လိကမိဘရခေါင်ကြီးကရှေ့ဆောင်ခေါ်သွားဒီလိုနဲ့တရားနာပိဋကကြီးဘုရားရှိတော်ရောက်ဝိညာဉ်ကြီးကြွလာတယ်ဆိုတော့မောင်မောင်ဘာပြောကောင်းမလဲတရားနာပိဋကဖင်းကိုတလဲတရားနာပိဋကဖင်းကိုတုံလို့လူတွေတုံချွေးတွေပြန်ပြီးတခါတည်းပလင်အောက်ဆိုတော့ဗျာမင်းကလာဖမ်းတဲ့တူရဲ့ငါတတ်တော့ငါနဲ့တူရဲ့အောက်ကနေချောင်းပြီးသားလေးနားထောင်ပါဠိကမိဘကြီးကရှောက်ရသော်ဗျာတဲ့ကိုယ်ကလာရှင်မယင်ကြီးညကစစ်တော်ခေါ်လို့မရတော့အပန်းနဲ့ကြီးလေးကိုကြားပါတဲ့ဗျာတကတော့မှန်သလားမှန်လားပါဗျာဘယ်လိုကြားရတော့ဟဲ့ဒုသနာတော်လို့ကြားပါဗျာအဲ့ဒါကြတော့ဘာလို့ပုံနာတွေကရင်းနှပူဇော်ရမယ်ဆိုလို့ရင်းနှပူဇော်ဘူးတတ္တဝါတွေတရားစီတတ်ဖို့ကိစ္စမန္လိကာကဘုရားမင်းမဖြစ်မယ်ဆိုလို့ဘုရားတပည့်တော်လိုက်လာရပါဗျာတကတော့တဲ့အဲ့ဒါသိအတွက်လည်းမဟုတ်ဘူး
မိဘရခေါင်းကြီးအတွက်လည်းမဟုတ်ဘူးတိုင်းသူပြည်သားအတွက်လည်းမဟုတ်ဘူးအော်လုံးတဲ့နောက်ဘဝငါဣနောင်တော်ကတ္တဗဖယားလက်ထက်တုန်းကပစ္စည်းထမ်းသာသောတထေသား၄ယောက်သည်လူဖို့လည်းသတိမရယရနာသုံးပါလည်းမလေးစားဒီပစ္စည်းတွေနဲ့တို့ပဲလို့ပြောပါကြမလဲလို့တိုင်ပင်ပြီးတော့ခါမိမတွေကိုခေါ်ပြီးတော့တယောက်ကအကြံပေး၃ယောက်ကလက်ခံနောက်တပြိုင်တည်းဒီအကြံကိုပြုတ်ပြီးတော့ပြောပါလာခဲ့ရတနေ့သောခါအဲ့ဒီကဲ့သို့သူများရဲ့တားပြိုသမီးပြိုသူများသားမယားတွေအဖြစ်စည်းခဲ့သောတထေသာ၄ယောက်သည်စုတိမဏိသေလွန်သောခါလောဟကုံပြီးအနှစ်6000ခံရသောတန်ရေဘူးငရဲမှာကြာရတယ်တကားတော့တန်ရေဘူးငရဲမှာအထက်သို့ဆန်တက်ပြီးပေါ်လာသောခါထိုစီဝိတမစီဝိမှရေတန်နောနာဒရမသိအစရှိသဖြင့်တယောက်တကားထားပြည့်အောင်ရွတ်ချင်တာကိုမရွတ်နိုင်မဲနဲ့တလုံးစီဖြင့်ဒုသနာတော့ဆိုပြီးတော့တန်ရေဘူးငရဲဖင်ကပ်အောင်ပြန်မြုပ်သွားတာမယခိုးလေးရောက်អော်တဲ့အတန်တကားတော့မယခိုးလေးရောက်ငါရောက်ဖြစ်တော့မှာတော်ပြီမယခိုးတွေတန်ရေဘူးခံရတယ်တော်ပြီမလာပါဗျာဘုရားတပည့်တော်သည်ဒီကဲ့သို့မကောင်းသောအကျင့်စာရိတ္တတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်လုပ်ပြီးတော့ကာမပိုင်ရှင်းလင်းရှိသောမိမများကိုဒီကတော့မစောကားတော့ပါဘူးဗျာမောင်ဘရင်ထဲကအလုံးကြီးကျသွားတော်သေးဟာနဲ့တရားနာပြိဿရှင်မရင်လည်းပြန်ရောမောင်မလည်းအသက်ချမ်းသာရမရဘူးလားပြိဿသူများမရမှားတဲ့ကိစ္စများကောသလကြီးတရားနာပြိဿဘုရားထံရောက်တော့ကြောက်မသွားဘူးလားပြိဿဒါတော့မကောင်းတဲ့အလုပ်တွေလည်းကျွတ်တို့ရန်ကုန်မြို့ကတကားတွေပြောလို့ဒကမတွေမကြံဘူးမအောင်မင်းနဲ့ကြမ်းနေတယ်မအောင်မင်းနဲ့လေဒကမတွေလည်းမှားသွားယောက်ျားလုပ်တဲ့တကားတွေကကိုမရအပေါ်မဖောက်ပြန်ရင်မိန်းမလုပ်တဲ့ဒကမတွေကိုလင်သားအပေါ်မဖောက်ပြန်နဲ့ကြောက်စရာကြီးဟိုမှာမယခိုး၄ယောက်ရန်ကုန်မြို့ကတပြုံကြီးထွက်အိုးတောင်ဆမ်းမှာမဟုတ်ဘူးမလောက်ကြနဲ့ကောသလကြီးက9ယောက်မဖြစ်အောင်လွတ်အောင်ရှောင်သွားပြီကျွတ်တို့ပရိသတ်တွေကတကားတွေရှောင်ဖို့မတော်ဘူးလားဟိုးတော့ပရိသတ်ကြီးရှောင်ဖို့မတော်ဘူးလားမလန်းတော့အော်လားညင်းနေလို့ရှောင်ကြဗျာမကောင်းတဲ့လို့ဒုနာတေးဝေးကရှောင်ကြပါတော့ဒါကြောင့်အခုကောသလမင်းကြီးလှတဲ့မိမသားကိုနှစ်သက်မိလို့သူများရဲ့လင်သားကိုတတ်ဖို့ရကြံခဲ့တဲ့ကိစ္စဖယားထံရောက်တော့မကောင်းမှုကြီးခွာမသွားဘူးလားပြိဿခွာသွားပါတယ်ဗျာမကောင်းမှုကြီးစွန့်သွားပါတယ်ဒီကိစ္စကောသလကြီးဒုက္ခဖြစ်ရတာတွေမောင်ဖာကြီးဖယားကြောင့်တော့ပုံအိရသည်အထိအသက်ကိုဘယင်ကတတ်မယ်လို့အကြံခံရတဲ့ကိစ္စတွေဟာပရိသတ်ကြီးလှလို့လားမလှလို့လားဒီအခက်တွေဝေးကုန်တာလှလို့လားမလှလို့ဒါကြောင့်လှလေခက်လေလို့ကျုပ်အမိပေးခြင်းဖြစ်ပါဗျာဒါကြောင့်လှလေခက်လေဆိုတဲ့ဇလန်းဒီကောသလရဲ့မကောင်းဉာဏ်ဖြင့်ပြေအောင်ကြံတဲ့ကိစ္စအခုတော့ဒူနာတေးပြီးကောသလကြီးဝေးကမရှောင်ဘူးလားပြိဿဝေးကရှောင်သွားပြီဒါကြောင့်နိုင်ပြန်တစ်ချက်ကလည်းနီးသွားပါပြီပြိဿလှလေခလေးဆိုတဲ့ဇတ်တော်ကြီးကလည်းပြီးသွားပါသဖြင့်ဂိုင်းဒီမြနဲ့ဘုန်းကြီးကိုဂျေနကြာဝမ်းမဲ့သွားအယိုးကြည့်ဆောင်ညတိုင်းခေါ်ရပါသဖြင့်တရက်မှမနာရတဲ့ဘုန်းကြီးမှုအားလုံးယခုရန်ကုန်မြို့တမ်းဝင်းနဲ့6ရက်ွက်ကဒေဝကုဏ္ဏရီကျောင်းတိုက်ကတထိန်ဖြစ်မြောက်ရေးနဲ့ဒုံဓမ္မရဟန်းငံဖွဲ့ဘုန်းကြီးကိုဂျေနကြပါတော့ဆိုအားလုံးခဏလေးတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေးခဲ့လျင်ရှင်နေဖုံး
ဖြောင်းလိုက်မယ်ပြပရာတွေဝေးရကမြန်းစီရောခြေစရာဆွေကလျှမ်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြောင်းပါလေတော့ပြောင်းကြစေကုန်သတည်း